မိဘတိုင်းကသူတို့ရဲ့ကလေးတွေကိုညင်ရည်ထက်မြက်ပြီးတော်တဲ့ကလေးတွေဖြစ်စေချင်ကြပါတယ်။ဒါဆိုရင်တော့ကလေးတွေကိုမှန်ကန်တဲ့အစားအသောက်တွေအာဟာရတွေဖြစ်တင်ဖို့လိုအပ်ပါတယ်နော်။ဒါကြောင့်ဒီဗီဒီယိုလေးထဲမှာတော့သားမီးတွေကိုညင်ရည်ပိုထက်မြက်လာစေမယ့်အစားအစာတွေကဘာတွေဖြစ်မလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ဗီဒီယိုလေးမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပြီးတော့ဘေးနား notification လေးကိုလည်းနှိပ်ပေးပါအောင်ရှင်။ကလေးတွေရဲ့အုံနောက်ကောင်းမှုစွာဖွံ့ဖြိုးစေဖို့အတွက်ဆိုရင်တော့မှန်ကန်တဲ့အစားအသောက်တွေကိုမျှဝဲစေဖို့ပထမလိုအပ်ချက်ပါအစားအစာတိုင်းမှာအာဟာရဓာတ်တွေပါဝင်နေတာမှန်ပေမဲ့အကျိုးပြုပေးတဲ့သဘောတဘာဝချင်းအတူညီမှာမဟုတ်ပါဘူးဒါကြောင့်ကလေးတွေရဲ့အုံနောက်ကိုဖွံ့ဖြိုးအောင်လို့ကူညီပေးနိုင်တဲ့အစားအစာတွေကိုမိဘတွေကသိထားဖို့လိုအပ်ပါတယ်သားမီးတွေရဲ့အုံနောက်ကိုအကောင်းဆုံးဖွံ့ဖြိုးစေနိုင်တဲ့အစားအစာတွေကဘာလဲဆိုတာကိုဆက်ပြီးကြည့်လိုက်ရအောင်နော်ပထမတစ်မျိုးကတော့ပင်လယ်ငါးပါ DHA နဲ့ EPA လိုမျိုး Omega 3 fatty acid ပါဝင်တဲ့ပင်လယ်ငါးတွေဟာအုံနောက်ဖွံ့ဖြိုးရေးမှာတိတ်ကိုအရေးပါပါတယ်။အုံနောက်ရဲ့60%ကအဆီနဲ့ဖြစ်တာမို့အဆီပါဝင်တဲ့ပင်လယ်ငါးတွေကိုမှီဝဲပေးတာကအုံနောက်နဲ့အာရုံကြောအားကောင်းဖို့အတွက်အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။နောက်တစ်မျိုးကတော့ဥဝင်မျိုးပါ။ဥတွေမှာပါဝင်တဲ့ဗီတာမင်နဲ့သက်ဆောက်လက်တွေကလည်းအုံနောက်ကိုအကျိုးဖြစ်ထွန်းစေပါတယ်။အထူးသဖြင့်မှန်ညံအားကောင်းဖို့အထောက်အကူဖြစ်စေမဲ့ခိုလိုင်းကိုကြက်ဥအနှစ်တွေထဲမှာတွေ့ရှိနိုင်ပါတယ်။နောက်တစ်မျိုးကတော့ berry သီးပါ strawberry, blueberry စတဲ့ berry သီးတွေဟာဆိုရင်လည်း anti-inflammatory property တွေနဲ့ antioxidant တွေပါဝင်နေတာမို့ရေရှည်မှာစိတ်နဲ့သက်ဆိုင်တဲ့ပြဿနာတွေဖြစ်လာနိုင်ခြေကိုလျှော့ချပေးပါတယ်။နောက်တစ်မျိုးကတော့အစစ်အဆန်ပါအစစ်အဆန်တွေကတော့ကလေးတွေအတွက်မဖြစ်မနေလိုအပ်တဲ့ကျန်းမာရေးအထောက်အကူပြုအစားအစာတွေပါ protein, essential fatty acid, iron နဲ့ zinc တွေကအုံနောက်နဲ့နှလုံးဖွံ့ဖြိုးရေးကိုကောင်းကောင်းကူညီပေးပါလိမ့်မယ်။နောက်တစ်မျိုးကတော့ဗီတာမင် C ကြွယ်ဝတဲ့အသီးအနှံတွေပါဗီတာမင် C ကြွယ်ဝတဲ့သစ်သီးတွေကတော့ကိုယ်ခါစနစ်ကိုကောင်းမွန်စေုံသာမကပဲကလေးတွေရဲ့အုံနောက်တွေတက်ကြွနေပြီးတော့ကျန်းမာနေဖို့ကိုလည်းအထောက်အကူပေးပါတယ်။နောက်တစ်မျိုးကတော့အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေပဲဖြစ်ပါတယ်။အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကတော့ free radical တွေကအုံနောက်လေးကိုနှောက်ယှက်မဲ့ရန်ကနေပြီးတော့ကာကွယ်ပေးမှာပဲဖြစ်ပါတယ်။နောက်တစ်မျိုးကတော့အဆီပါဝင်မှုနည်းတဲ့အသားတွေပါအနီရောင်အသားတွေရဲ့အဆီနည်းတဲ့အစိတ်အပိုင်းတွေကလည်းကလေးရဲ့အုံနောက်စီကိုအောက်ဆီဂျင်လုံလောက်ရောက်ရှိအောင်ပတ်မိုးပေးပါမို့ရှင်းလင်းစွာတေးတောနိုင်စွမ်းနဲ့ချစ်ခင်နိုင်စွမ်းတွေကိုလည်းမြင့်တက်စေပါလိမ့်မယ်ရှင်။နောက်ဆုံးတစ်မျိုးကတော့အုတ်ချုံကဲ့သို့သောနှံစားတွေပဲဖြစ်ပါတယ်။အုတ်ချုံကတော့အမြင့်တက်ကြွယ်ဝတဲ့အစားအစာတစ်မျိုးဖြစ်ပြီးတော့ဗီတာမင် E, ဗီတာမင် B, ပိုတက်ဆီယမ်နဲ့ဇင်းတွေလည်းပါဝင်နေတာကြောင့်အုံနောက်ရဲ့လှုပ်ဆောင်နိုင်စွမ်းအမြင့်ဆုံးဖြစ်အောင်လို့မြင့်တင်ပေးပါလိမ့်မယ်။ဒီလောက်ဆိုရင်တော့ကိုယ့်ရဲ့ကလေးလေးညံ့ထပြန့်စေဖို့အတွက်ဘာတွေကြည့်ရမလဲဆိုတော့သိတော်လာပြီလို့ထင်ပါတယ်။ဒီမှာဗီဒီယိုလေးအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦးနော်။